အားလုံးမင်္ဂလာပါဒီကနေ့ကတော့ Olo Smartwatch ကို Android phone နဲ့ဘယ်လိုချိန်ရမလဲဆိုတာကိုချိန်နည်းလေးပြပေးမှာဖြစ်ပါတယ်ခင်ဗျအရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဒါနာရီလေးကို power တစ်ချက်ဖွင့်လိုက်ပါမယ်ခင်ဗျကျွန်တော်တို့အင်္ဂလိပ်ကိုရွေးလိုက်ပါမယ်ခင်ဗျပြီးရင်ဒီသူ့မှာ QR code လေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီ QR code လေးကိုဖုန်းကင်မရာနဲ့ကျွန်တော်တို့ချိန်ပြီးတော့ scan ဖတ်မှာဖြစ်ပါတယ်ခင်ဗျQR code လေးကိုဖုန်းကင်မရာနဲ့ကျွန်တော်တို့ scan ဖတ်လိုက်မယ်ဒါဆိုရင် Olo app.olonfit.com ဆိုပြီးပေါ်လာတဲ့နေရာလေးမှာကျွန်တော်အဝါရောင်စာတန်းလေးကိုနှိပ်လိုက်ပါမယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ဒီ Olo website ထဲကိုရောက်သွားမှာပေါ့နော်ကျွန်တော်တို့ကသူ့ရဲ့ model က Olo Watch Cup ဆိုတော့ကျွန်တော်တို့ Olo Watch Cup ကိုရှားမှာဖြစ်ပါတယ်ခင်ဗျဒီအောက်ကအနီရောင် wallpaper လေးနဲ့ Olo Cup ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့ Android phone နဲ့ချိန်မှာဖြစ်တဲ့အတွက် Android အပေါ်က Android ဆိုတာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျAndroid ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဟုတ်ဒီမှာဆိုရင် Glorifit ဆိုတဲ့ app လေးကိုကျွန်တော်တို့ download ဆွဲပေးရမှာဖြစ်ပါတယ်ခင်ဗျာ download ဆွဲလိုက်ပါမယ်ခင်ဗျာခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်စက္ကန့်ပဲလောက်ပါပဲဒါကျွန်တော်တို့ download ဆွဲပြီးဆိုရင် app လေးတွေကို open ဆိုတဲ့ button လေးနဲ့ဝင်လိုက်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်ဒါ Glorifit app ထဲကိုရောက်သွားဖြစ်ပါတယ်ခင်ဗျဖုန်းထဲကိုရောက်သွားပြီဆိုရင်သူပေးတဲ့ permission လေးကိုကျွန်တော်တို့ဒါဖွင့်ပေးလိုက်ပါမယ် agree ကိုဆက်နေပါပြီးရင်ကျွန်တော်ဒီထဲမှာဘာမှမဖြည့်သေးပဲနဲ့ ignore ဆိုတာလေးကိုကျွန်တော်တို့အပေါ်ဆုံးညာဘက်တောင်အပေါ်ဆုံးအားလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဒါ ignore ဆိုတဲ့ညာဘက်အောက်ဆုံးအားလေးကိုဆက်နှိပ်လိုက်ပါခင်ဗျနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒါဆက်ပြီးတော့အောက်ကမြားလေးနဲ့ဆက်နှိပ်လိုက်ပါဒီ setting လေးကကျွန်တော်ပြီးရင်ကျမှပြန်ဖြည့်လို့ရပါတယ်ခင်ဗျကျွန်တော်ဆက်သွားလိုက်ပါမယ်နော်ဆက်သွားလိုက်ပါမယ်ဆက်သွားလိုက်ပါမယ်အောက်ကမြားလေးနဲ့ပဲဆက်သွားလိုက်ပါမယ်ခင်ဗျပြီးရင်ကျွန်တော်တို့ဒါ complete ဆိုတာလေးကိုဆက်နှိပ်လိုက်ပါခင်ဗျကျွန်တော် setting နဲ့ဟာတွေပြီးကြကြမှာကျွန်တော်ထပ်ပြီးတော့ဖြည့်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ပြီးတော့ကြတော့ဒီ select device ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဒါတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျအစိမ်းအောင်အတန်းနေရာလေးကိုပြီးရင် I got it ဆိုတာလေးကိုထပ်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒါ location သူကတောင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အပေါ်ဆုံးစာတန်းလေးကိုရွေးပေးပါခင်ဗျ why using the app ဆိုတဲ့အပေါ်ဆုံးစာကြောင်းလေးကိုပြီးရင် allow ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါပြီးတော့ကြတော့သူ Olo Cup ဆိုတဲ့ smartwatch ရဲ့ ID လေးတက်လာမှာဖြစ်ပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီအဲ့ဒါလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါခင်ဗျာ connecting လုပ်နေပါတယ်connect successfully ဆိုပြီးပြမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဖုန်းနဲ့ပြီးတော့ကြတော့ Bluetooth ချိတ်ဖို့အတွက်ကျွန်တော်တို့ pairing လုပ်ဖို့အတွက်သူထပ်ပြီးတော့တောင်းပါတယ်ခင်ဗျာ pair ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပြလိုက်ပါ contact တွေကို allow လုပ်ပေးလို့လည်းရပါတယ် deny လုပ်ပေးလို့လည်းရပါတယ်ကျွန်တော်ကတော့ deny လုပ်ထားပါတယ် firmware ကိုတော့နောက် firmware ကိုကြာကျွန်တော်ပြီးကြမှာပြန်နေလို့ရပါတယ်ခင်ဗျာ cancel လုပ်ပေးလိုက်ပါဒါဆိုရင် app ထဲကိုရောက်သွားမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ဒီသူ့ app ထဲကိုလည်းအသေးစိတ်ဝင်ကြည့်ပါခင်ဗျတော်တော်များများပြပေးထားရှိပါတယ် sport ဒီဟို sport activity တွေလည်းအများကြီးပါပါတယ် outdoor cycle တွေ jump rope တွေ badminton အတွင်းထဲမှာလည်း sport activity တွေအများကြီးပါပါတယ်အသုံးပြုကြည့်ပါခင်ဗျပြီးတော့ကြတော့ဖုန်းနဲ့နာရီနဲ့တခါတည်းတိုက်ပြီးသားဖြစ်တာကိုလည်းတခါတည်းပြပေးပါမယ်ခင်ဗျဒီနာရီမှာလည်း9:50ဖုန်းမှာလည်း9:50ဆိုပြီးတော့အချိန်ကအစ sense လုပ်ပြီးသားဖြစ်တာကိုတွေ့ရပါတယ်ခင်ဗျအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ